ချို့ရဲ့အကြောင်းသားဘဝရဲ့အမှတ်တရတွေမှာအခြေအနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရှိနေပြီမှာပဲအဲ့ဒီအကြောင်းအရာကျွန်တော်ရှင်းနေတဲ့ပုံရှိရတယ်ကြောင်စင်နိုင်ကိုမြည်တဲ့သူရဲ့နာမည်ရဲ့တကြီးကြီးနဲ့ကိုရဲ့နာနာတဝဲလေလေတကယ်ဆိုဘယ်ပြောတော့ခက်ပါအလူရဲ့ကြောင်သားဘဝအပူပင်ခင်းလို့ကြောင်နဲ့မခုံခောက်တီအော်ရဲ့ချင်းစုံမဖြစ်ဘူးတဲ့ရင်ခုံနဲ့တစ်တူတူနဲ့မဖြစ်လို့အိမ်ဒီကစားနောက်ကကောက်ကောက်လိုက်တဲ့ချစ်လို့မင်းမို့လို့ဖြစ်တဲ့ခံစားချက်ကိုနားလေမင်းလေးလေးခုံရဲ့တကယ်ကြီးနဲ့ကိုရှောက်သွားတယ်ချစ်ကန်ကပုံစံကိုတန်းပြောရကြတယ်အိမ်ဒီကစားတဲ့တဲ့ပုံစံညာတယ်ချစ်ရဲ့ခါကပြန်တွေ့ကဆွေးမိရဲ့အခုချိန်မှာအားလုံးဟာပြုတ်ဖြစ်တဲ့ဟာတာဒီကကြီးမယုံလို့ထူးခဲ့ပါပါမတော့ကောင်းတဲ့တိတ်တုံးကဒူးနဲ့ရောက်တဲ့နာရရဒီမင်းကောင်းပြတဲ့စာကူပြတဲ့ပြေလွှာဆက်တော့တဲ့ကြောင်းသားရဲ့ပြောစင်ချင်းတည်တော့ဒီကံပါကတော့ကြမ်းချစ်ကုန်ငါပြည်တဲ့နာဆုံးရောက်မရှိနေမလားလို့တွေ့ရကတွေ့ရကြောင်စင်နိုင်ကိုမြည်တဲ့သူရဲ့နာမည်ရဲ့တကြီးကြီးနဲ့ကိုရဲ့နာနာတဝဲလေလေတကယ်ဆိုမပြောတော့ခက်ပါYou say with that အတို့ရဲ့ကြောင်းသားဘွားလေးရရင်ဒီစိတ်ငါစားချကောင်းလေးကြည့်ပြီးနေနာကနေမှာပါစိတ်ဝင်စားမှုရှိပါကြောင်းကလည်းတင်နေမြမကောင်းတဲ့ကြည့်နေပြင်မရနေပြောတဲ့ငါမရင်ပြရဒီမဲ့စားစားလုံးကိုလေဘောဘီနဲ့လက်မရေးဘူးတဲ့ကိုယ်ကြောင်းသားကျွန်တော်ပြီးတင်လဲလိုက်ကမေးဘူးတဲ့ဦးစားနဲ့ချင်းရပဲဖြစ်နိုင်လားဆိုပြီးပေးဘူးတဲ့ချင်းချင်းညီပြီးချိန်တုန်းကချိန်ဒီတော့မေးဘူးတကယ်ယူတွေပဲပြောပါဗျာနင်ပြုံးကငါမရင်ဘူးတာတကယ်နောက်တစ်ခုကနာမည်ခေါ်ရင်ရှင်းလို့ပဲနင်ထူးတာရဲ့လိုအပ်တဲ့နှလုံးသားကွက်လက်ထရင်ခွေမနေဥပါတယ်မင်းတို့မြဲတမ်းချင်းပြီးသိရှိပါနင်တို့ဆိုချီယူပါပဲခေါ်ရပေါင်းပြီးကြောက်ပဲစတဲ့မိတ်ဆက်အရင်ဘောလုံးကံချင်းကိုမတိတ်မမန်သူဆောင်စီတော့ပြီးကပ်ပဲဆိုဒါလေးနဲ့နှိမ့်ဆက်လမ်းပေါ်မင်းလက်တွေ့ပြီးရှောက်ချင်တဲ့ငါရဲ့အိမ်မက်ကြောင်စင်နိုင်ကိုမြည်တဲ့သူရဲ့နာမည်ရဲ့တကြီးကြီးနဲ့ကိုရဲ့နာနာတဝဲလေလေတကယ်ဆိုဘယ်ပြောတော့ခက်ပါချင်းကိုစိုးနေရင်အချင်းချင်းပြန်ပြီးတန်းလာတယ်။ကျောင်းနေပဲတငယ်ချင်းတွေငါ့ပေါ်မှာကောင်းကြတယ်။စိတ်ရင်းနဲ့ပေါင်းကြတယ်။ဒီကျောင်းနေနောက်မှပြောပြမယ်။ဒါနဲ့စကားမဆက်သူမအောင်လည်းသိရတယ်။ကျောင်းဆုံးပွဲလို့ဆိုသူကအမြဲတမ်းခွင့်ပြ။အဲ့ဆိုမတော်တဲ့ကျွန်တော်ကအမြဲတမ်းပြင်မှာဒီဇလန်မှာကိုကိုရိုင်းကတော့ဆက်လိုက်မင်းသားအဖြေရတဲ့နေ့နောက်ဆုံးတော့ကျောင်းကြီးလည်းပြီး